မြန်မာတန်ချစ်တဲ့တေးချစ်သူများအားလုံးကိုစတူဒီယိုတေးတန်ရှင်မိုနိုတေးတန်ရှင်စိုးစန္ဒာထွန်းလို့နာမည်ပေးထားတဲ့သမီးငယ်လေးရဲ့ဖြေပြော်တင်ဆက်မှုလေးစကြရအောင်ချမ်းလာကြပါတော့လူချင်းမင်းများချစ်ပရိသတ်များနဲ့ဆန္ဒအောင်အားပေးကြပါတော့အဲ့ဒီတော့ချစ်ပရိသတ်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ဆန္ဒဆုမွန်တောင်းပါတယ်ရှင်ဆန္ဒပထမဦးဆုံးဖြောပြမဲ့တင်းလေးရတော့တက်ဆိုင်သူတို့လို့အများကြီးတင်းလေးပဲဖြစ်ပါတယ်ဒီတင်းလေးကိုမောင်လေးဖူးတောက်ကြဆန္ဒနဲ့တွဲဖက်ပြီးဒီဆိုပါရမီဖြည့်ပေးမှာဖြစ်ပါတယ်